ဇလန်အစမှာဖြူထဲပင်ရဲ့အဖိုးဖြစ်သူကသူ့မြေးလေးကိုနှက်ဆေးတစ်လုံးပေးလိုက်ပါတယ်ဒါပေမဲ့ဒီဆေးကအန်ရတော့အတော်ကြီးတာပေါ့အဖိုးဖြစ်သူကဒီဆေးကိုတောက်ပြီး6လအတွင်းမင်းနှက်ဖျားဖြစ်အောင်မကျင့်ကြံနိုင်ရင်မင်းဟာလူတစ်ယောက်ဖြစ်သွားလိမ့်မယ်လို့သတိပေးလိုက်ပါတယ်ဒါကိုဖြူထဲပင်လေးကမတွန့်မဆုတ်ပဲကျွန်တော်လက်ခံပါတယ်ကျွန်တော်သာနှက်ဖျားဖြစ်သွားရင်အဖိုးရဲ့ယောဂကိုကုပေးနိုင်မှာပါလို့ပြက်ပြက်တသားပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးသေးပါဘူးဖြူထဲပင်ရဲ့ဦးလေးဖြစ်သူကသူ့ကိုပတ်စံမပြီးတော့တထေးအိမ်မှာကျွန်းဖြစ်ရောင်းစားလိုက်ပါတယ်အိမ်တော်ထင်းကဒီနေ့ကစပြီးမင်းဟာဘဲမိသားစုရဲ့ကျွန်းမဲလို့အမိန့်ပေးလိုက်တဲ့ခါမှာတော့ဖြူထဲပင်တယောက်ဖိုးပေးတဲ့ဆေးကအစွမ်းမပြသေးပဲမျောလင်းချက်တွေပြတ်သုံးနေခဲ့ရပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုကောင်းကင်ဘော်ကနေရေကျွဲတစ်ကောင်ထက်တောင်ကြီးမားတဲ့နတ်ဖျားခရင်းငယ်ကြီးတစ်ကောင်ပြန်တန်းလာပါတော့တယ်အဲ့ဒီအပေါ်မှာ King Jun ကိုင်းကနတ်ဖျားကျင့်ကြံသူတွေပါလာတာပါဂိုင်းတူအကို Queen ခရီးယောက်ကဒီရွာမှာဖြူထဲပင်ဆိုတဲ့လူငယ်လေးရှိပါသလားလို့မေးလိုက်ပါတယ်သူတို့ရဲ့ရှာဖွေရေးကိရိယာကတုတ်ပြန်မှုတွေပြလာတဲ့အခါမှာတော့အတူပါလာတဲ့ဂိုင်းတူအမလိုင်းဝေါင်းကသူကငါတို့ရှာနေတဲ့လူပဲလို့အတည်ပြုလိုက်ပါတော့တယ် King ခရီးယောက်ကဖြူထဲပင်ကိုမင်းမမွေးရပါနတ်ဖျား you spiritual bond ပါလာတယ်ဒီနေ့ကစပြီးငါတို့ရဲ့ King Jun ဂိုင်းဝင်ဖြစ်လာမယ်လို့ပြောလိုက်ပါတယ်ဒါကိုသိသွားတဲ့ဖြူထဲပင်ရဲ့ဦးလေးကပတ်စံလိုချင်စောနဲ့သူကငါတို့ချူမီသားစုရဲ့ထောက်တိုင်ပဲနောင်ကြရင်စာမွေးပွဲအောင်ပြီးမျိုးရိုးကုန်တက်အောင်လုပ်ပေးရမှာလို့ပြောင်းလဲပါတော့တယ်ဒါပေမဲ့ဖြူထဲပင်ကတော့အမှန်တရားကိုသိနေတာမို့ဦးလေးကကျွန်တော်ကိုပတ်စံနဲ့ပဲရောင်းစားချင်နေတာပါလို့ပြန်ပြောလိုက်ပါတယ်အိမ်တော်ထင်းကလည်းဖြူထဲပင်ကသူတို့စီမှာစာချုပ်နဲ့ကြွန့်ခံနေတာလို့ဆိုလာတဲ့အခါမှာ King ခရီးယောက်ကအထင်မြင်သေးစွာနဲ့ King Jun ဂိုင်းဝင်တယောက်ကငွေ300ပဲတန်တာလားလို့မေးခွန်းထုတ်ပြီးသူ့ကိုလွတ်အောင်ဝယ်ယူလိုက်ပါတော့တယ်ပြီးတော့ဖြူထဲပင်ကိုငါတို့နဲ့အတူနတ်ဖျားတောင်တန်းစီလိုက်ပြီးနတ်ဖျားဖြစ်အောင်ကြင်ကြံမလားလို့မေးလိုက်တဲ့အခါမှာတော့သူကလိုက်ပါမယ်လို့ဝမ်းသာအားရပြန်ဖြေခဲ့ပါတယ်နောက်ဆုံးမှာတော့ဖြူထိပ်ပင်တယောက်မိုင်ပေါင်းတောင်းချီကျယ်ဝန်းလာတဲ့နတ်ဖျားတောင်တန်းကြီးပေါ်ရောက်ရှိသွားပါတော့တယ်အဲ့ဒီမှာနောက်ထပ်ဂိုင်းတူအမတယောက်ဖြစ်တဲ့ဇင်းနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ဇင်းကလည်းသူ့တောင်ကုန်းအတွက်နောက်ထပ်တပည့်တစ်တယောက်ရလာပြီလို့ပြောပြပါတယ်နောက်ဆုံးမှာတော့တပည့်တစ်လင်ဘိုက်ကဂိုင်းတူအကိုနဲ့အမတို့ကိုနှုတ်ဆက်ပါတယ်လို့နှိမ်ချစွာပြောလိုက်တဲ့အခါမှာဖြူထိပ်ပင်လေးကလည်းကျွန်တော်ထိပ်ပင်ကလည်းဂိုင်းတူအမဇင်းနဲ့ညီမလေးလင်ဘီတို့ကိုနှုတ်ဆက်ပါတယ်လို့ယဉ်ကျေးစွာပြန်လဲနှုတ်ဆက်ရင်းသူ့ရဲ့နတ်ဖျားခီးလန်းကိုစတင်လိုက်ပါတော့တယ်ကောင်းကင်ဘုံကဲသို့လှပသောနေရာတစ်ခုတွင်လှပသောနတ်သမီးလေးတစ်ပါးကကောင်းလေးတစ်ယောက်ကိုကျင်နာစွာဖြင့်စကားဆိုလိုက်ပါတယ်ကောင်မလေးကမင်းတောင်ထိပ်9တောင်ရဲ့တပည့်အဖြစ်တတ်မှတ်ခံရပြီဆိုရင်ငါမင်းကိုဖေးရွင်ဆေးလုံးလေးတစ်လုံးပေးလိုက်ပါမယ်လို့ပြောလိုက်တယ်။ကောင်လေးကကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ကောင်လေးကတော့စီနီယာညီမလေးကိုကျေးဇူးတင်ပါတယ်လို့ပြန်ဖြေလိုက်တယ်။သူတို့ရဲ့တောင်ပေါ်ခီးစဉ်တွင်အယူ spirit ပေါ်အမျိုးအစားများကိုစစ်ဆေးကြပါတယ်။အဲ့ဒီအခါမှာနတ်သမီးလေးကရှင်းပြပါတယ်။ကောင်မလေးကအယိုးမျိုးစားမှာ၄မျိုးရှိတယ်။အဲ့ဒါတွေကတော့ခရမ်းရောင်ရွှေရောင်နဲ့တဲ့အရောင်နဲ့အဖြူရောင်လို့ဖြစ်တယ်။ခရမ်းရောင်ကအရှားပါဆုံးဖြစ်ပြီးအဖြူရောင်ကတော့အသုံးဝင်ဆုံးအနှိမ့်ဆုံးပါပဲလို့ရှင်းပြလိုက်တယ်။ကောင်လေးကစိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်။ကောင်လေးကတော့ဘာလို့အဖြူရောင်ကအသုံးမဝင်ရတာလဲလို့မေးလိုက်တယ်။နတ်သမီးကပြန်ဖြေပါတယ်။ကောင်မလေးကအဖြူရောင်ရိုးကကြင့်ကြံရတာအရန်နှိကွေးလို့ပါဆယ်စုနှစ်ပေါင်းများစွာကြာအောင်ကြည့်ရင်တော့အယိုးမရှိတဲ့သူနဲ့မချားနာပါဘူးလို့ပြောလိုက်တယ်။ကောင်လေးကသူ့လည်းအဖြူရောင်ရိုးပိုင်ရှင်ဖြစ်သွားမှာကိုစိုးရိမ်နေပါတယ်။ကောင်လေးကကျွန်တော်ကိုအဖြူရောင်ရိုးလို့စစ်ဆေးမိရင်ကျွန်တော်က9တောင်ရဲ့တပည့်ဖြစ်ခွင့်မရှိတော့တာလားလို့မေးလိုက်တယ်။နတ်သမီးကအားပေးပါတယ်။ကောင်မလေးကမင်းကအနည်းဆုံးရွှေရောင်ဒါမှမဟုတ်နက်နဲတဲ့အယိုးဖြစ်လာမှာပါအဖြူရောင်တော့ဘလို့မှမဖြစ်နိုင်ပါဘူးလို့အာမခံလိုက်တယ်။နဂါမင်းကြီးရှိမှစစ်ဆေးလိုက်တဲ့အခါမှာတော့အားလုံးမျောလင့်မထားတဲ့ရလက်ထွက်ပေါ်လာပါတယ်။နဂါပလဲလုံးကတောက်ပလာပြီးအဖြူရောင်ဝိပုံဆိုတဲ့စကလုံးပေါ်လာပါတယ်။ဒီအခါမှာစီနီယာအကိုကြီးကလှောင်ပြောင်းလိုက်ပါတယ်။ကောင်လေးစီနီယာကတော့မင်းရဲ့ကံကြမ္မာကအမြဲတမ်းဒီလောက်ပဲဒါမျိုးအမိုက်တွေကိုငါတို့9တောင်ကလက်မခံဘူးလို့ပြောလိုက်တယ်။နဂါမင်းကြီးကသူ့ကိုအခွင့်အရေးတစ်ခုပေးပါတယ်။ကောင်လေးမင်းကြီးကမင်းတောင်အောက်မှာ3နှစ်ကြာအောင်ကြင်ကြံပြီးအောင်မြောင်လုပ်ပြမလားဒါမှမဟုတ်အခုပဲတောင်ပေါ်ကနေဆင်းသွားမလားလို့မေးလိုက်တယ်။ကောင်လေးကပြတ်သားစွာနဲ့ပြန်ပြောလိုက်ပါတယ်။ကောင်လေးကတော့ကျွန်တော်တောင်အောက်မှာ3နှစ်ကြင်ကြံပါမယ်ကျွန်တော်အောင်မြောင်လုပ်ပြပါမယ်လို့ပြန်ဖြေလိုက်တယ်။ကောင်လေးကသူလှုပ်ဆောင်ရမယ့်တာဝန်ကိုယူလိုက်ပါတယ်နောက်ဆုံးတွင်သူဒီအခက်အခဲတွေကိုကြော်ဖြတ်ပြီးအမုန်းခံအယိုးမျိုးစားဆိုတဲ့အမည်နာမကိုဘယ်လိုမျိုးအောင်မြင်မှုအဖြစ်ပြောင်းလဲသွားမလဲဆိုတာကတော့ပရိသတ်ကိုစိတ်လှုပ်ရှားမှုဖြစ်စေမှာအမှန်ပါပဲ။ကုန်းမြေတစ်ခုပေါ်မှာအပင်ပေါက်လေးတစ်ခုလင်းမြန်စွာနဲ့အံ့ဩစရာကောင်းအောင်ကြီးထွားလာပါတယ်ဒါကိုကြည့်ပြီးကောင်လေးကဖူးဘယ်လိုလုပ်ဒီလောက်မြန်ပေါက်လာရတာလဲလို့အံ့ဩစွာပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲလေထဲကနေစိတ်ဝိညာဉ်ပုံစံအမျိုးသမီးတစ်ယောက်ပေါ်လာပါတယ်သူကကောင်မလေးကအဆွေလေးအလင်းစလိုမခူးပါနဲ့ဦးဝဲလို့တားလိုက်တယ်။ကောင်လေးကထိတ်လန့်သွားပြီးမင်းကဘီလူလားဒါမှမဟုတ်နတ်သမီးလားလို့ပြန်ဖြေလိုက်တယ်နတ်သမီးကသူမရဲ့အကြောင်းရင်းကိုပြောပြပါတယ်ကောင်မလေးကနတ်သမီးလိုပဲထားပါတော့ဒါပေမဲ့အခုတော့ငါဟာအပိုင်းစားဖြစ်နေတဲ့စိတ်ဝိညာဉ်လေးတစ်ခုသာဖြစ်ပြီးဒီဘက်စီလေးထဲမှာခိုအောင်နေရတာပါလို့ရှင်းပြလိုက်တယ်သူမကအဆက်မပြတ်ပြောလာပါတယ်ကောင်မလေးကငါမင်းနဲ့အယောင်းဝယ်တစ်ခုလုပ်ချင်တယ်လို့ပြောလိုက်တယ်ကောင်လေးကတီးချင်စိတ်နဲ့အယောင်းဝယ်ဟုတ်လားလို့မေးလိုက်တယ်နတ်သမီးကသူမရဲ့ဝမ်းနည်းစရာတိတ်ကိုပြောပြပါတယ်လွန်ခဲ့တဲ့နှစ်6ရက်ကငါ့ကိုရန်သူတွေကလှည့်စားပြီးအချုပ်နှောင်ခံခဲ့ရတယ်အဲ့ဒီကနေငါဒီဘက်စီလေးတွေကိုခိုအောင်ပြီးထွက်ပြေးလာတာနောက်ဆုံးတော့ဒီဘက်စီကမင်းလက်ထဲရောက်လာတာပဲလို့ပြောလိုက်တယ်ကောင်လေးကပိုပြီးစိတ်ဝင်စားသွားပါတယ်ကျွန်တော်တောင်ပေါ်ကိုမတက်နိုင်ရင်နတ်သမီးကဒီဘဲစီထဲမှာပဲတစ်သက်လုံးနေရမှာလားလို့စိုးရိမ်စွာမေးလိုက်တယ်နတ်သမီးကအတီးပြုတ်ပါတယ်ကောင်မလေးကဟုတ်တယ်နောက်တစ်နှစ်လောက်ဆိုရင်ဒီဘဲစီတွေကစွမ်းအားတွေကုန်သွားပြီးငါရဲ့စိတ်ဝိညာဉ်လေးပါပျောက်ကွယ်သွားလိမ့်မယ်ဒါကြောင့်ဒီဘဲစီပေါ်ကပဲတောင်းတွေကိုမင်းပဲခူးနိုင်တဲ့အတွက်အဲ့ဒီထဲကတစ်ခုကိုပဲခူးပြီးကျန်တာတွေကိုငါ့ကိုပေးပါလို့အကူအညီတောင်းလိုက်တယ်ကောင်လေးကသဘောတူလိုက်ပါတယ်ကောင်လေးကတော့နတ်သမီးပြောတဲ့အတိုင်းကျွန်တော်ပဲခူးပါမယ်ဒါပေမဲ့နတ်သမီးဘာနဲ့လဲပေးမှလဲလို့ပြန်မေးလိုက်တယ်နတ်သမီးကပြုံးပြီးပြောလိုက်ပါတယ်မင်းတခုပဲခူးမယ်ဆိုရင်ဒီဘဲစီရဲ့လှုပ်ဝက်ချက်နဲ့လူသားတွေကျင့်ကြံဖို့အတွက်စေးနီးကိုငါပြောပြမယ်လို့ကမ်းလှမ်းလိုက်တယ်ကောင်လေးကဝမ်းသာအားရနဲ့ကောင်လေးကတော့ကျွန်တော်သဘောတူပါတယ်ဟာလို့ပြောလိုက်တယ်
ရုတ်တရက်အပြင်လူတယောက်ရောက်လာပါတယ်သူကလှည့်စားဖို့စူးစမ်းပေမဲ့နတ်သမီးကအစွမ်းသုံးပြီးသူ့ကိုထိန်းချုပ်လိုက်ပါတယ်ကောင်မလေးကမင်းကိုငါမေ့စေးပေးလိုက်မယ်ပြီးရင်မင်းအခုဖြစ်ခဲ့တာတွေကိုမေ့သွားလိမ့်မယ်လို့ပြောပြီးအစီရင်တစ်ခုလုပ်လိုက်တယ်သူ့ကိုအစီရင်မိသွားပြီးနောက်မှာတော့နတ်သမီးကအခုမင်းသွားတော့ဒီအစီရင်ကမင်းအတွက်သင်ခန်းစာတစ်ခုဖြစ်လာလိမ့်မယ်လို့ပြောလိုက်တယ်နောက်ဆုံးမှာတော့ကောင်လေးကသူမကိုယုံကြည်ပြီးစူးစမ်းကြင်ကြံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မြေပြင်ပေါ်ကပေါက်လာတဲ့အပင်ငယ်လေးတစ်ပင်ကနေပါကောင်လေးတစ်ယောက်ဟာဒီအရာကိုကံကြမ္မာရဲ့အစလို့ထင်မှတ်ခဲ့ပေမဲ့သူဟာတင်မင်းရဲ့အနာကိုချင်းကပ်နေမှမသိခဲ့ပါဘူးကောင်လေးတစ်ယောက်ကတော့ဒီနေ့ကပထမဆုံးနေ့ပဲဆရာကြီးကတန်ရှာချမ်းနဲ့ကျင့်စဉ်အခြေခံတွေကိုတင်ပေးတော့မှလို့ပြောလိုက်တယ်ကောင်လေးတစ်ယောက်ကတော့ကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးလို့ပြန်ဖြေလိုက်တယ်ဆရာကြီးကတော့ကျေးဇူးတင်စရာမလိုပါဘူးလို့ပြန်ဖြေလိုက်တယ်ကောင်လေးကတော့အခုမှပဲတကားဖွင့်ခြင်းဆိုတာအနည်းဆုံးအဆင့်ပဲဆိုတာသိတော့တဲ့တစ်နှစ်အတွင်းဒီအဆင့်ကိုကျော်ဖြတ်နိုင်ရမယ်လို့ပြောလိုက်တယ်ကောင်လေးတစ်ယောက်ကတော့ဆရာကြီးကျွန်တော်ဆေးဖက်ဝင်ပင်တွေနဲ့အပင်မျိုးစေ့တွေဝယ်ချင်ပါတယ်လို့ပြောလိုက်တယ်ဆရာကြီးကတော့မင်းရဲ့အဆင့်နဲ့ဆိုရင်တောင်ကြီးကဆေးမြက်ရောင်းတဲ့နေရာမှာပဲဝယ်လို့ရမယ်မင်းရွေးပြီးတာနဲ့သူတို့စီကရောက်လာလိမ့်မယ်လို့ပြန်ဖြေလိုက်တယ်ကောင်လေးကတော့ဆေးညွှန်းမှာပြောထားတဲ့အတိုင်းပဲလမ်းတစ်ဝက်မှာရက်လိုက်ရင်ဆေးအာနိသင်တွေအကုန်ပျက်စီးသွားလိမ့်မယ်မရက်နိုင်ဘူးလို့ပြောလိုက်တယ်ကောင်လေးကတော့တာမန်လူဆိုရင်ဒီလိုနာကျင်မှုကိုမခံနိုင်ပဲသတိမေ့သွားမှာပဲဒါပေမဲ့ကျွန်တော်ကတော့သတိမေ့လို့မဖြစ်ဘူးလို့ပြောလိုက်တယ်ကောင်လေးကတော့ကြက်ကြက်ခံရမယ်အဖိုးပြောတဲ့အတိုင်းပဲစူးစမ်းရမယ်ကိုယ့်အတွက်ရောဒီလောကကြီးအတွက်ပါအကောင်းဆုံးလုပ်ပြရမယ်လို့ပြောလိုက်တယ်မင်းကလေးတယောက်ကတော့ဒီလိုနာကျင်မှုမျိုးကိုဒီနေ့မှာခုနှစ်ဆပိုခံစားရလိမ့်မယ်လို့ပြောလိုက်တယ်မင်းကလေးတယောက်ကတော့ကောင်လေးရေဒါကနောက်ဆုံးနေ့ပဲတိခတ်လိုက်ပါကောင်းကင်ကိုတက်လန်းမလားဒါမှမဟုတ်တာမန်လူလိုပဲဘဝကိုဖျက်တမ်းမလားဆိုတာမင်းရဲ့ဆုံးဖြတ်ချက်ပဲလို့ပြောလိုက်တယ်ကောင်လေးကတော့အောင်မြင်သွားပြီအားလုံးအောင်မြင်သွားပြီကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေအကုန်ထွက်သွားပြီအခုတော့ကျွန်တော်လည်းကျင့်စဉ်ကိုကျင့်နိုင်ပြီလို့ပြောလိုက်တယ်ကောင်လေးကတော့ကျင့်စဉ်ကျင့်ဖို့အချိန်တန်ပြီးတခြားသူတွေထက်နှစ်ဆပိုကြိုးစားမယ်အမြဲတမ်းအမိလိုက်နိုင်မယ်လို့ပြောလိုက်တယ်ကောင်လေးကတော့ဒီပစ္စည်းကလိမ်ညာတာမဟုတ်ဘူးဒီလောက်စွမ်းထက်တဲ့စွမ်းအားနဲ့ဆိုရင်တကားဖွင့်ခြင်းကိုတကယ်ပဲကြော်ဖြတ်နိုင်တော့မှာပါလို့ပြောလိုက်တယ်ကောင်လေးကတော့3လအတွင်းမှာပဲနေ့အဆင့်ဟာကိုရောက်သွားပြီလို့ပြောလိုက်တယ်ကောင်လေးကတော့လင်းယုံကြီးဒီဆေးပင်တွေကိုဆေးရောက်တဲ့နေရာစီပို့ပေးပါစုကြည်အနေနဲ့3ခုပေးမယ်လို့ပြောလိုက်တယ်ကောင်လေးကတော့ဒါကတာမန်ဝင်ပလွေမဟုတ်ဘူးအဖိုးနဲ့အတူတူတောလိုက်တုန်းကတွေးဘူးတဲ့ဝင်ပလွေတွေနဲ့မတူဘူးဒါကနတ်ဝင်ပလွေပဲလို့ပြောလိုက်တယ်နတ်သားတိုင်းတစ်ခုလောင်ကျွမ်းနေပြီးဆရာကြီးတယောက်ကငယ်ရွယ်သောအမျိုးသမီးကိုချိန်ချောက်နေသည်ဆရာကြီးကတော့မတိရှက်တတ်မဲ့ကောင်မလေးငါ့ကိုပြန်ပြူရဲတယ်ပေါ့လို့ပြောလိုက်ပါတယ်ဆရာကြီးကတော့ငါမင်းညီမလေးကိုပါအမြန်ဆုံးဖမ်းခေါ်လာပြီးမင်းတို့နှစ်ယောက်ကိုစုံတွေ့ပေးမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့လူယုံမာလို့ပြောလိုက်ပါတယ်ကောင်လေးကတော့ချစ်လစွာသောအမခင်ကြီးကျွန်တော်ပေးထားတဲ့ကတိအတိုင်းအကုန်လုံးဆောင်ပေးမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့ရင်းငွေတောင်မှာဘာလို့နတ်ဝင်ပလွေတွေရုတ်တရက်ပေါ်လာတာလဲပြန်သွားရင်မှန်ကိုအရင်မေးရမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့ဒီနတ်ဝင်ပလွေငါကိုယ်တိုင်ထွက်မှပဲသူထွက်လာမှလို့ပြောလိုက်ပါတယ်ဆရာကြီးကတော့ဒီကောင်လေးရဲ့နှလုံးနဲ့အသေးကိုမယူနိုင်ရင်ငါမင်းတို့ရဲ့အချိုကြီးပွဲမှာတုံးဆောင်ရမယ်ဟင်းလျာဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့မှန်တဲ့ကဝိညာဉ်ရေးကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းနဲ့လိုက်ဖက်မဲ့လက်နက်တစ်ခုလောက်ရွေးပေးပါလို့ပြောလိုက်ပါတယ်ကောင်လေးကတော့နှင်းအဆင့်ရဲ့စွမ်းအားကတကယ်ပဲမယုံနိုင်စရာပဲလို့ပြောလိုက်ပါတယ်ကောင်လေးကဒီနေ့တော့ဒီလောက်နဲ့ပဲရက်လိုက်ရအောင်လို့ပြောလိုက်ပါတယ်ကောင်လေးကဟင်းဘသူလဲလို့ပြောလိုက်ပါတယ်မင်းကလေးကတော့ငယ်ရွယ်တဲ့သူရဲ့ကောင်းကြီးကျမကိုကယ်တင်ပေးတာကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ကောင်လေးကအမခင်မိလည်းကျွန်တော်လိုပဲကံမကောင်းရှာတဲ့သူပဲအမအဆင်ပြေရင်ဒီညကျွန်တော်အိမ်မှာပဲခိုးလုံလိုက်ပါလို့ပြောလိုက်ပါတယ်မင်းကလေးကကျေးဇူးတင်ပါတယ်တရားမျှတတဲ့လူငယ်လေးအမဒဏ်ရာတက်တာလာတာနဲ့ကျေးဇူးဆက်ပါမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကသူမရဲ့ဖက်နှက်ကအရန်တန်လွန်တယ်ဒါကြောင့်လူမှန်ဟုတ်မလားတန်တရားဖြစ်ရတယ်ဒီပြင်မှာသူ့ရဲ့အပေါင်းပါတွေရှိနေနိုင်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကအမခင်မေဝန်ပလွေတွေအနားမှာရှိနေနိုင်သေးတယ်အမအရင်ကြည့်ပေးထားကျွန်တော်တကားဖွင့်လိုက်တာနဲ့ချက်ချင်းအတိပေးမယ်လို့ပြောလိုက်ပါတယ်မင်းကလေးကကောင်းပါပြီလူငယ်လေးအမအကုန်ကြည့်ပေးထားမယ်တကားဖွင့်ပြီးတာနဲ့ချက်ချင်းအတိပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ကောင်လေးကမင်းဘလို့တိတာလဲလို့ပြောလိုက်ပါတယ်မင်းကလေးကတော့မင်းဘလို့တိလိုက်တာလဲလို့ပြောလိုက်ပါတယ်မင်းကလေးကတော့မင်းတည်ချင်နေတာပဲလို့ပြောလိုက်ပါတယ်ကောင်လေးကတော့ကျွန်တော်မင်းကိုဘာမှမလုပ်မိပါဘူးဘာလို့ငါ့ကိုဒုက္ခပေးရတာလဲလို့ပြောလိုက်ပါတယ်ဆရာကြီးကတော့မင်းမကြခင်တိလာလိမ့်မယ်လို့ပြောလိုက်ပါတယ်မင်းကလေးကလူငယ်လေးကျမကိုကဲပါကျမကတစီရီရဲ့ချင်းချောက်မှုကိုခံနေရလို့တွားခိုင်းတာပါလို့ပြောလိုက်ပါတယ်ကောင်လေးကတော့တစီလားလို့ပြောလိုက်ပါတယ်မင်းကလေးကတော့ဟုတ်ပါတယ်သူကတစီပါကျမကိုသူဒုက္ခပေးနေတာပါလို့ပြောလိုက်ပါတယ်ကောင်လေးကဘာနဲ့တက်တည်ပြမလဲလို့ပြောလိုက်ပါတယ်မင်းကလေးကတော့ကျမရဲ့ဝိညာဉ်ကအခုဆိုရင်အားနေနေပါပြီ3မိနစ်အတွင်းမှာပဲကျမလွင့်ပြောက်သွားလိမ့်မယ်အမကင်ကြီးရဲ့ဝိညာဉ်ကိုကယ်တင်ပေးဖို့ကျမကိုကူညီပါလို့ပြောလိုက်ပါတယ်ကောင်လေးကတော့ကျွန်တော်အမကိုကူညီပေးပါမယ်လို့ပြောလိုက်ပါတယ်လူတစ်ယောက်ကတော့မင်းကတိုင်တဲ့သူပေါ့လို့ပြောလိုက်ပါတယ်ကောင်လေးကတော့2ယောက်လုံးဟုတ်ပါတယ်ကျွန်တော်တိုင်လိုက်တာပါလို့ပြောလိုက်ပါတယ်လူတစ်ယောက်ကတော့ဒီလိုတစီတွေကိုဖယ်ရှားခြင်းရင်မင်းရဲ့ရွှေတင်ကားတွေနဲ့ပေးဆက်ရမယ်လို့ပြောလိုက်ပါတယ်လူတစ်ယောက်ကတော့ရွှေတင်ကားမရှိရင်လည်းရပါတယ်မင်းရဲ့တစ်နှစ်တာစိုက်ပျိုးထားတဲ့80%ကိုပေးလိုက်ရမယ်ဒါဆိုရင်ကျွန်တော်တို့ကမင်းကိုကာကွယ်ပေးပါမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့80%ကများလုံးနဲ့နည်းနည်းလောက်ထပ်စဉ်းစားပေးပါလို့ပြောလိုက်ပါတယ်လူတစ်ယောက်ကတော့ရပါတယ်စဉ်းစားလိုက်ပါဒီစာရွက်ကိုယူထားပါနောက်တစ်ခါတစ်စင်နဲ့တွေ့ရင်ဒါကိုဖျက်ဆီးလိုက်ပါကျွန်တော်တို့ချက်ချင်းရောက်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်လူတစ်ယောက်ကတော့ဘာလို့အလင်းစလိုဖြစ်နေရတာလဲတစ်စီတွေကလက်စားချီတက်တယ်နောက်ရက်ကျရင်သူတို့ကိုလာရှာမှာပဲလို့ပြောလိုက်ပါတယ်ကောင်လေးကတော့စိတ်အေးအေးထားပါဘယ်တော့မှမဖြစ်လာစေရဘူးလို့ပြောလိုက်ပါတယ်ကောင်လေးတစ်ယောက်ဒီလူယုံမာတွေနဲ့တစ်စီတွေကိုဘယ်လိုနီးလန်းနဲ့ရင်ဆိုင်သွားမလဲ
ရေခဲများတစ်စင်းဖြစ်အချိန်ကိုရေတွက်နေသောလူငယ်လေးကညီမလေးနောက်ထပ်10ရက်ပဲကျန်တော့တယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကမင်းရဲ့အိမ်နောက်ဖေးရေမြေကိုငါတူးဖော်ဖျက်ဆီးလိုက်ရင်ဆေးမြစ်တွေအားလုံးညှိုးနှွမ်းပြီးမင်းရဲ့အကာအကွယ်တွေလည်းအကုန်ပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အမောင်ထုထဲမှာဝမ်ပလွေတကောင်စီလျက်ရောက်လာတော့ဆရာကြီးကအဲ့ဒီအချိန်ကျရင်မင်းရဲ့ဝိညာဉ်ကိုဆွဲထုတ်ပြီးမိအိမ်မှာတုံးဖို့အစာဖြစ်လုပ်ပြမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကဟတ်အဲ့ဒီလိုလူယုံမာတွေကိုခေါ်ပြီးငါ့ကိုလာဖမ်းခိုင်းရတဲ့ပေါ်သူတို့ကမင်းအမိန့်ကိုနာခံပါတယ်လားလို့ပြောလိုက်ပါတယ်။ဆရာကြီးကငါအပြစ်မထွက်ဘူးမင်းငါ့ကိုဘာလုပ်နိုင်မှလဲလို့ပြောလိုက်ပါတယ်။ကောင်လေးကလေးကိုတင်းကျပ်စွာကင်ထားရင်ဟာလို့ရေးလိုက်ပါတယ်တိုက်ပွဲဖြစ်ပွားပြီးဆရာကြီးဤဓာကျိုးသွားသည်ဆရာကြီးကမနေ့ကတာငါကိုအလစ်ဝင်မတိုက်ခိုက်ရင်မင်းလိုတကားဝမှန်တော့မကျင့်နိုင်တဲ့ကောင်လေးကငါကိုဒဏ်ရာရအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကောင်လေးကမင်းကိုအသက်ချမ်းသာပေးမယ်ငါရဲ့ဝိညာဉ်တပည့်ဖြစ်လာခဲ့မဟုတ်ရင်တော့မင်းလဲလူခင်မီလိုပဲကန်ဆိုးလိုက်မယ်လို့ပြောလိုက်ပါတယ်ဆရာကြီးကငါကခင်ဝင်ချင်းရှမ်းကြောင်းကတရားမျှတတဲ့ကျင့်ကြံသူတွေမင်းလိုလူယုံမာနဲ့ဘယ်လိုလုပ်ပြီးပူးပေါင်းနိုင်မှာလဲလို့ပြောလိုက်ပါတယ်ဆရာကြီးကတရားမျှတမှုလေလားလမ်းကြောင်းတွေမတူပေမဲ့နောက်ဆုံးတော့တနေရာလေးရောက်မှာပဲဘာကတရားမျှတပြီးဘာကမတရားလဲဆိုတာရှိလို့လားလို့ပြောလိုက်ပါတယ်ကောင်လေးကလမ်းကြောင်းတွေမတူရင်တော့လူသားချင်းစိတ်ထားချင်းမတူကြဘူးလို့ပြန်ဖြေလိုက်ပါတယ်အဝေးမှစောင့်ကြည့်နေတော့တက်ကြီးဝါကြီးတယောက်တက်ကြီးဝါကြီးကပြောတာအလွန်မှန်ပဲမကောင်းမှုတွေကိုကျူးလွန်ပြီးမှကောင်းမှုပြုတာဆိုရင်အဲ့ဒါမင်းရဲ့စိတ်ရင်းမှန်ဆိုရင်တော့မင်းရဲ့တရားမျှတမှုကိုကာကွယ်မဲ့နီးလန်းတွေကိုထုတ်ပြလိုက်စမ်းလို့ပြောလိုက်ပါတယ်တိုက်ပွဲပြင်းထန်လာပြီးကောင်လေးဤအစွမ်းများပေါ်ထွက်လာခြင်းကောင်လေးကနွားချိုတောင်ပြိုစေငါရှိကဖဲဆန်းလို့ပြောလိုက်ပါတယ်ကောင်လေးဒီအောင်မြင်စွာတိုက်ခိုက်ပြီးနောက်အိမ်တွင်ထိုင်၍လေ့ကျင့်နေသည်ကောင်လေးကသူ့ကိုဒါကငါရဲ့အစွမ်းကုန်ပဲလို့ထင်အောင်လုပ်ထားရမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကအင်းဝိညာဉ်ကိုစူးစီးပြီးအမှတ်သားတွေကိုလှည့်ပတ်မယ်မကြတော့ဘူးလို့ပြောလိုက်ပါတယ်ဆရာကြီးပြန်ရောက်လာပြီးတိုက်ခိုက်ခြင်းဆရာကြီးကကောင်လေးအပြင်ထွက်ခဲ့စမ်းဒီညမင်းရဲ့အကာအကွယ်တွေပျက်စီးတော့မယ်လို့ပြောလိုက်ပါတယ်ကောင်လေးလေ့ကျင့်မှုအောင်မြင်သွားပြီးကောင်လေးကရေခဲကာလကိုကြော်ဖြတ်နိုင်သွားပြီလို့ပြောလိုက်ပါတယ်ကောင်လေးကဆရာကြီးကိုထောင်ချောက်ထဲဆွဲသွင်းလိုက်တယ်ကောင်လေးကမင်းရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ထဲကထွက်သွားအောင်လုပ်လိုက်ရင်ဒီအိုးတွေကမင်းအတွက်နောက်ဆုံးအရက်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဆရာကြီးကြဆုံသွားပြီးအသက်ကိုတောင်းပန်ခြင်းဆရာကြီးကသူ့ရဲ့ကောင်းကြီးအသက်ချမ်းသာပေးပါကျွန်တော်ရဲ့ယတနာတွေရှိတဲ့နေရာကိုပြောပြပါမယ်လို့တောင်းပန်လိုက်ပါတယ်ကောင်လေးကမင်းပြောတာကလွဲရင်ခင်းရှူရဲ့ရေလမ်းကြောင်းကိုဘသူသိသေးလဲလို့မေးလိုက်ပါတယ်ဆရာကြီးကဘသူမှမရှိတော့ဘူးကျွန်တော်ကအရင်ပိုင်ရှင်ကိုတက်ပြီးမှတီးခဲ့တာပါလို့ပြောလိုက်ပါတယ်ကောင်လေးကမင်းရဲ့အရှင်သခင်ကဘယ်လောက်ထိတောင်းတင်းလဲလို့မေးလိုက်ပါတယ်ဆရာကြီးကသူ့မှာအားနဲ့ချက်မရှိဘူးတလားခွဲလောက်ကပဲဒဏ်ရာရထားတာ3လလောက်နေမှအနာချက်မှလို့ပြောလိုက်ပါတယ်တက်ကြီးဝါကြီးကတတိရှိတယ်လို့ညံလဲရှိတယ်ငါရဲ့အမြင်မမှားဘူးဒါပေမဲ့ကြင်ကြံတဲ့လမ်းကဝေးလွန်းတယ်နောက်ဆုံးတော့အရေးချင်းပဲအဓိကပဲ3နှစ်အတွင်းမှာမင်းတို့တက်လာရင်ငါတပည့်အဖြစ်လက်ခံမယ်လို့ပြောလိုက်ပါတယ်တက်ကြီးဝါကြီးကမြောက်ဘက်ကထန်းလိုင်းတောင်မှာမကောင်းဆိုးဝါကြပန်းတပွင့်ပေါ်လာတယ်ငါသွားပြီးရှင်းလင်းရမယ်အဲ့ဒီအချိန်မှာမင်းအောင်မြင်ရင်ငါရဲ့တပည့်အဖြစ်လက်ခံပြီးငါရဲ့တန်လျက်ပညာတွေကိုသင်ပေးမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကကျေးဇူးတင်ပါတယ်ကျွန်တော်တပည့်အဖြစ်လိုက်ပြရစီလို့ပြန်ဖြေလိုက်ပါတယ်ကောင်လေးတယောက်ဒီလမ်းကြောင်းပေါ်မှာဘယ်လောက်အထိအောင်မြင်သွားမလဲမောင်မိုက်နေတဲ့အခန်းကျင်းလေးထဲမှာကောင်လေးတယောက်အိမ်မောကျနေရကနေရုတ်တရက်နိုးထလာပါတယ်သူရှိမှတော့တောက်ပပြီးလှပလုံးနဲ့ကောင်မလေးတယောက်ရောက်နေပါတယ်ကောင်လေးကလင်းရွှေညီမလေးမင်းနိုးလာပြီလားလို့မေးလိုက်ပါတယ်ကောင်မလေးကအေးစိတ်တည်ငြိမ်စွာနဲ့ကောင်မလေးကဒီရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုဖြည်းဖြည်းချင်းပြောပြပါအောင်လို့ပြောလိုက်ပါတယ်ကောင်မလေးကဆက်ပြီးကောင်မလေးကပြီးတော့မင်းချံကွေတရက်တစီကိုတက်ပြီးရလာတဲ့တစ်တာလေးကိုဖွင့်ကြည့်လိုက်ပါအောင်လို့ပြောလိုက်ပါတယ်ကောင်လေးကတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါထူးခြားတဲ့မော်လက်နက်တွေကိုတွေ့လိုက်ရပါတယ်ကောင်လေးကဒါကဘာလက်နက်လဲနောက်ပြီးရတနာတွေနဲ့ဘာကွာခြားလဲလို့မေးလိုက်ပါတယ်။ကောင်မလေးကမော်လက်နက်တွေကအစင်းနှိမ့်သူတွေအတွက်ဖြစ်ပြီးရတနာတွေကတော့အစင်းမြင့်သူတွေသာသုံးနိုင်တာပါလို့ပြန်ဖြေလိုက်ပါတယ်။ကောင်လေးကဓာတ်ကိုကင်ကြည့်လိုက်တဲ့အခါဓာတ်ကသူ့အလိုလိုလေထဲကိုပြန်တက်သွားပါတယ်။ကောင်လေးကဓာတ်ကပြန်တန်းနိုင်တဲ့ဓာတ်ပဲလို့တန်အားတင်စွာអော်လိုက်ပါတယ်။ကောင်မလေးကမော်လက်နက်တွေကဒီလိုပါပဲစွန့်ရင်တွင်းလိုက်တာနဲ့မင်းရဲ့စိတ်နဲ့တသားတည်းဖြစ်သွားလိမ့်မယ်လို့ပြန်ဖြေလိုက်ပါတယ်။ကောင်လေးကဓာတ်ကိုစမ်းတက်ကြည့်ပြီးနောက်ကောင်လေးကညီမလေးပြောတာမှန်ပါတယ်ဒီဓာတ်ကိုနောက်ထပ်2ကြိမ်ပဲသုံးလို့ရတော့မှလို့ပြန်ဖြေလိုက်ပါတယ်။ကောင်မလေးကစိတ်ရှိလက်ရှိနဲ့ကောင်မလေးကအစင်းလေးလေးစွန့်ရင်ကုံဆုံးမှုများလေးလေးပဲဒါကြောင့်လဲအစင်းမြင့်သူတွေကဒါတွေကိုမတုံးချင်ကြတာလို့ပြောလိုက်ပါတယ်ကောင်လေးကတစ်တာတဲကကြေးအိုးလေးကိုထုတ်ယူလိုက်ပါတယ်ကောင်လေးကဒီကြေးအိုးကဘာအတွက်လဲလို့မေးလိုက်ပါတယ်ကောင်မလေးကဒါကဆေးဖော်ဆက်တဲ့အိုးပါမင်းအစင်းတက်ဖို့လိုအပ်တဲ့ဆေးလုံးတွေဖော်ဆက်ဖို့သုံးနိုင်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကချက်ချင်းပဲကောင်လေးကညီမလေးရေဒီဆေးလုံးကိုဘယ်လိုဖော်ဆက်ရမလဲဆိုတာတင်ပေးပါဦးလို့တောင်းဆိုလိုက်ပါတယ်2လကြာသွားခဲ့ပါပြီကောင်လေးကဆေးလုံးကိုစားသုံးပြီးအစင်းတက်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့အဆင်မပြေပါဘူးကောင်လေးကစွမ်းရင်တွေပြက်လွင့်ကုန်ပြီးအရန်နာကျင်တယ်လို့អော်လိုက်ပါတယ်။ကောင်မလေးကတော့အံ့ဩစွာနဲ့ကောင်မလေးကသူကဘလို့လုပ်ပြီးဘသူအကူအညီမှမပါပဲဒီလောက်အထိတိုးတက်လာရတာလေလို့တိုးလေးပြောလိုက်ပါတယ်။ရုတ်တရက်အပြင်ဘက်ကနေကြောက်စရာကောင်းတဲ့မော်လက်တဲကြီးတစ်ခုဝင်ရောက်လာပါတယ်။ကောင်မလေးကချက်ချင်းပဲကောင်လေးကိုကာကွယ်ပေးလိုက်ပါတယ်။ကောင်မလေးကအရာအလုံးကိုအဆုံးသတ်လိုက်မယ်မင်းရဲ့နာမည်ကအတိတရားမဲ့ခြင်းလို့ခေါ်မယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးကမော်ပညာကိုသုံးပြီးရန်သူကိုတိုက်ခိုက်လိုက်ပါတယ်။ကောင်မလေးကဒါကမင်းရဲ့စက်သိမ်းပဲလို့ပြောလိုက်ပါတယ်။ရန်သူကိုရှင်းထုတ်ပြီးနောက်ကောင်လေးကတော့အဆင့်တက်နိုင်သွားပါပြီ။ဒါပေမဲ့ကောင်မလေးပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။ကောင်လေးကညီမလေးဘယ်ရောက်သွားတာလဲလို့လှမ်းခေါ်လိုက်ပါတယ်။ကောင်လေးကစပွဲပေါ်မှာကောင်မလေးခြံထားခဲ့တဲ့စာတူလေးကိုတွေ့လိုက်ရပါတယ်။ကောင်လေးကငါရဲ့တိုးတက်မှုကတရေတွေကိုဆွဲဆောင်နေတာလားလို့စာထဲမှာဖတ်လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့လူတစ်ယောက်ရောက်လာပါတယ်
လူစိမ်းကအခုလိုအချိန်ကြာကြီးဘာလို့အတန်တိတ်နေတာလဲဘာတွေလှုပ်ဝက်လုပ်နေတာလဲလို့မေးလိုက်ပါတယ်ကောင်လေးကကျွန်တော်စီကန်းတွေကိုသိပါတယ်အခုချက်ချင်းဒီနေရာကနေထွက်သွားလိုက်ပါလို့ပြန်ဖြေလိုက်ပါတယ်ခန့်ညားတဲ့လူငယ်တယောက်နဲ့ရွှေရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးတယောက်သူတို့နှစ်ယောက်ရဲ့အလဲမှာတော့အသက်ရွယ်ငယ်ရွယ်ပြီးအဝတ်စားဆုပ်ဖြဲနေတဲ့ကောင်လေးတယောက်ရက်နေပါတယ်ခန့်ညားတဲ့လူငယ်ကဒီလိုလမ်းသွားလမ်းလာလေးကိုတိတ်ပြီးဒေါသထွက်เสียရမလို့ပါဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မိန်းကလေးကတည်ငြိမ်စွာနဲ့မိန်းကလေးကအိမ်တကားပျက်စီးသွားတဲ့အတွက်ကျမရော်ကြီးကိုအပြေးအဝပေးပါမယ်လို့ပြောလိုက်ပါတယ်မိန်းကလေးကဆက်ပြီးမိန်းကလေးကဒါပေမဲ့ကျမမေးစရာရှိလို့ပါဒီနှစ်လအတွင်းမှာကျမနဲ့တူတဲ့မိန်းကလေးတယောက်ကိုဒီနားမှာတွေ့ဘူးသလားလို့မေးလိုက်ပါတယ်ကောင်လေးကခဏတာတုံဆိုင်သွားပြီးနောက်ကောင်လေးကကျွန်တော်တွေ့ဘူးပါတယ်ဒါပေမဲ့သူကအသက်40အရွယ်လောက်ရှိပါပြီလို့ပြန်ဖြေလိုက်ပါတယ်ဒီစကားကြောင့်ခန့်ညားတဲ့လူငယ်ကဒေါသထွက်ပြီးကောင်လေးကိုလက်ညှိုးထိုးကာခန့်ညားတဲ့လူငယ်ကမင်းကငါညီမလေးကိုအထင်သေးပြီးစနောက်ရဲတယ်ပေါ့လို့ပြောလိုက်ပါတယ်မိန်းကလေးကသူတို့နှစ်ယောက်ကိုတားဆီးလိုက်ပြီးမိန်းကလေးကကျေးဇူးတင်ပါတယ်ဒါကတော့ရော်ချင်းငွေပါညီမလေးရဲ့နာမည်ကဇီလင်းလို့ခေါ်ပါတယ်လို့ပြောလိုက်ပါတယ်မိန်းကလေးကဆက်လက်ပြောဆိုရင်မိန်းကလေးကနောက်တစ်ခါကျမအမနဲ့တွေ့ရင်ကျမတို့သူ့ကိုအမြဲရှာနေတယ်ဆိုတာပြောပြပေးပါသူမပါခက်ခဲပဲကြုံပါစေကျမအသိရှိနေတယ်လို့မှာပေးပါလို့ပြောလိုက်ပါတယ်ကောင်လေးကကောင်းပါပြီကျွန်တော်တွေ့ရင်အကုန်လုံးမကြံရအောင်ပြန်ပြောပြပေးပါမယ်လို့ပြန်ဖြေလိုက်ပါတယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ကောင်လေးကတကူတယ်ကောင်လေးကဟုတ်ပါပြီသူတို့ကိုတက်ခဲ့တာဒီလိုပဲဆိုတာတေချာသွားပြီဒါပေမဲ့ဇီလင်းအမရှိနေတဲ့အတွက်ကျွန်တော်ဒီတက်တာကိုအခုချက်ချင်းသူတို့ကိုမပေးနိုင်သေးဘူးပေးလိုက်ရင်ကျွန်တော်ကိုတက်ပြစ်လိုက်မယ်လို့တွေးလိုက်ပါတယ်ရုတ်တရက်အဖြူရောင်ငှက်ကြီးတစ်ကောင်ပြန်တန်းရောက်ရှိလာပြီးကောင်လေးနဲ့စကားပြောပါတော့တယ်။နှက်ကမင်းဝယ်ထားတဲ့ပစ္စည်းတွေရောက်ပါပြီပတ်စံကတော့20ပဲရှိတယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကဒါပေမဲ့မင်းရဲ့ဖခင်ပိုင်ဟုံအကြောင်းကျွန်တော်သိပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။နှက်ကပျော်ရွှင်စွာနဲ့နှက်ကဟုတ်ပါတယ်ပိုင်ဟုံကကျွန်တော်ဖခင်မှာကျွန်တော်နာမည်ကပိုင်ယူလို့ခေါ်ပါတယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ကောင်လေးကငှက်ကြီးကြောပေါ်တက်စီးပြီးကောင်းကင်ရံကိုပြန်တန်းသွားပါတယ်လမ်းမှာတော့ငှက်ကြီးကကောင်လေးကိုစနောက်ပါတယ်။နှက်ကမင်းကအဲ့ဒီစိမ်းရောင်ဝတ်တဲ့ကောင်မလေးကိုသဘောကျနေတာလားလို့မေးလိုက်ပါတယ်။ကောင်လေးကဘသူကသဘောကျတာလဲကျွန်တော်ကသူ့အမကိုစိတ်ပူနေုံတက်တက်ပါလို့ပြန်ဖြေလိုက်ပါတယ်不就是为了牵手亲嘴吗？မိုးထီတိမ်ထီစွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူသားတိုက်ခိုက်ရေးသမားတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့နတ်ဆိုးတရဝါတို့ရဲ့အသက်ရှင်ခြင်းတည်ခြင်းတိုက်ပွဲကတော့အသေးတုံစရာပါပဲတိုက်ပွဲစတင်ချိန်မှာပဲနတ်ဆိုးဘီလူကသူ့ရဲ့စွမ်းအားကြီးတဲ့လက်ဝါးနဲ့တိုက်ခိုက်လိုက်တာကိုလူငယ်လေးကတူတာနဲ့အကာအကွယ်ယူလိုက်ပါတယ်နတ်ဆိုးဘီလူကယောနီမင်းအဖိုးကြီးလာပြီလို့ပြောလိုက်တယ်လူငယ်လေးကဟုတ်တာပေါ့မင်းမော်ကျွန်းလို့ပြန်ဖြေလိုက်တယ်အဲ့ဒီနောက်မှာတော့လူငယ်လေးကလေထဲကိုခုန်တက်ပြီးဓာတ်စွမ်းအားတွေကိုမိုးတီးတွေလိုမျိုးကြွေကြအောင်ဖန်တီးပြီးနတ်ဆိုးကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာနတ်ဆိုးကလည်းသူ့ရဲ့ပါဇက်ကနေအစွမ်းထက်တဲ့လေးစင်နှောင်းကိုမှုတ်ထုတ်ပြီးတံပြန်တိုက်ခိုက်ခဲ့ပါတယ်အခြေအနေတွေတင်းမာလာတဲ့အခါမှာတော့မိန်းကလေးနှစ်ယောက်ကတိုက်ပွဲထဲကိုဝင်ရောက်လာပါတယ်တယောက်ကတော့မိုးကြိုးဆောင်ကိုကင်ဆောင်ထားပါတယ်မိန်းကလေးတယောက်ကမိုးကြိုးအဆောင်မင်းတို့အစိမ့်မိသွားပြီလို့ပြောလိုက်တယ်ဘလူးကမင်းတို့နှစ်ယောက်ဒီနေ့ဘယ်သူမှအသက်ရှင်ပြီးပြန်မသွားရဘူးလို့ပြန်ဖြေလိုက်တယ်တိုက်ပွဲကပိုပြီးအရှိန်ပြင်းထန်လာပါတယ်မိန်းကလေးတယောက်ကနတ်ဆိုးရဲ့တိုက်ခိုက်မှုကိုခံရပြီးလဲကျသွားချိန်မှာသူ့ရဲ့အဖော်ဖြစ်သူကနတ်ဆိုးကိုစစ်တပ်အောင်ကြိုးစားခဲ့ပါတယ်မိန်းကလေးကမိုးကြိုးမင်းအသက်ဆိုးနဲ့အသက်လူကြမယ်လို့ပြောလိုက်တယ်ဘလူးကမင်းတို့နှစ်ယောက်လုံးဒီနေ့တည်ရမယ်အထူးသဖြင့်မင်းကိုစားရင်ငါနတ်ဆိုးမင်းဖြစ်နိုင်တယ်လို့ပြန်ဖြေလိုက်တယ်你们两个今天谁也别想活着出去！不语，我拖住他，你快走。特别是你，小姑娘，吃你一个，我说不定能直接成王。忘幽境的修士，也打不破，乖乖做我的血食吧。不语，是我害了你。妖孽，休得猖狂！谁？ချိန်တွေကုန်ဆုံးလာတဲ့အခါလူငယ်လေးတယောက်ထပ်မံရောက်ရှိလာပြီးဘီလူးရဲ့ခေါင်းကိုဖုန်းနဲ့တိုက်ခိုက်လိုက်ပါတယ်တိုက်ခိုက်မှုတွေကပြင်းထန်လွန်းလို့ဘီလူးရဲ့ခန္ဓာကိုယ်တော်ပျက်စီးသွားပါတယ်မိန်းကလေးကမကောင်းတော့ဘူးသူတို့တိုက်ပွဲကအချက်ပေါင်း108ချက်ပဲရှိတယ်သူအားကုန်သွားတော့မယ်လို့ပြောလိုက်တယ်ဘလူးကဒီနေ့မင်းတို့နှစ်ယောက်လုံးတေကိုတေရမယ်လို့ပြန်ဖြေလိုက်တယ်နောက်ဆုံးမှာတော့သူတို့အားလုံးပူးပေါင်းပြီးနောက်ဆုံးအဆင့်တိုက်ခိုက်မှုတွေကိုပြုလုပ်လိုက်ပါတယ်မိန်းကလေးကနတ်ဆိုးရဲ့ရင်ဘတ်ကိုတိုက်ခိုက်လိုက်ပြီးနောက်မှာတော့နတ်ဆိုးရဲ့အသက်ကိုရက်တက်လိုက်နိုင်ခဲ့ပါတယ်တိုက်ပွဲပြီးဆုံးချိန်မှာတော့လူငယ်လေးကဓာတ်ကိုတင်ပြီးမိန်းကလေးကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်လူငယ်လေးကကောင်မလေးကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်တောအုပ်ထဲမှာတော့အသက်လူပွဲတစ်ခုစတင်နေပါပြီလူငယ်လေးဟာသူ့ထက်အစကောင်းများစွာတန်မာတဲ့မိစ္ဆာတစ်ကောင်ကိုရင်ဆိုင်နေရပါတယ်လူငယ်လေးကပြက်တက်ပြက်ပြေးဝင်ပြီးမိစ္ဆာကိုအားနဲ့ထိုးချလိုက်ပေမဲ့မိစ္ဆာကလွယ်လွယ်နဲ့လဲမသွားပါဘူးမိစ္ဆာကအော်ဟစ်လိုက်ပြီးလူငယ်လေးကိုအပြင်းထန်တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်မိစ္ဆာကရှာစားမိုက်မဲသူငါရဲ့ရှိုဖုံးပလဲကမင်းကိုအပြက်ရှင်းဖို့ပဲလို့ပြောလိုက်ပါတယ်လူငယ်လေးကနောက်မဆုတ်တမ်းရက်တည်နေပါတယ်မိစ္ဆာကလူငယ်လေးကိုအသားနုလေးတွေနဲ့ဒီနေ့တော့မင်းကိုတေချာပေါက်စားပြစ်မယ်လို့ပြောလိုက်ပါတယ်လူငယ်လေးကမိစ္ဆာကိုအေးဆက်ဆက်အကြည့်နဲ့ပြန်ကြည့်လိုက်ပြီးသူ့ရဲ့ဆွမ်းအားတွေကိုစူးစီးလိုက်ပါတယ်လူငယ်လေးကချက်ချင်းဆိုသလိုရေခဲသားတစ်လက်ကိုဖန်တီးပြီးမိစ္ဆာစီပြင်းထန်တိုက်ခိုက်ပါတယ်လူငယ်လေးကမိစ္ဆာရဲ့ရင်ဘတ်ကိုထိုးဖောက်လိုက်ပြီးတဲ့နောက်ကိုခုန်ဆုပ်လိုက်ပါတယ်မိစ္ဆာကဒဏ်ရာတွေနဲ့နာကျင်စွာအော်ဟစ်လိုက်ပြီးလူငယ်လေးကိုမင်းတို့ကိုငါလွတ်မပေးဘူးလို့ပြောလိုက်ပါတယ်မိစ္ဆာကဒေါသအကြီးနဲ့လူငယ်လေးကိုရန်ရှာဖို့ပြန်ပြင်ပါတယ်လူငယ်လေးကအေးဆေးစွာပဲမိစ္ဆာရဲ့ဆွမ်းအားဖြစ်တဲ့ပလဲလုံးကိုတင်းယူလိုက်ပါတယ်
အမျိုးသမီးကလူငယ်လေးကိုကြည့်ပြီးလူငယ်လေးမင်းနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါတယ်လူငယ်လေးကသူ့နောက်ကလာနေတဲ့နောက်ထပ်လူတစ်ယောက်ကိုမြင်သွားပြီးအဲ့ဒီရှစ်စွန်းဆရာကိုသတိထားသူကလူကောင်းမဟုတ်ဘူးလို့သတိပေးလိုက်ပါတယ်လူငယ်လေးဟာရုတ်တရက်အပေါ်ကိုခုန်ပြန်ပြီးထွက်ပြေးသွားပါတယ်အမျိုးသမီးကသူ့ကိုကြည့်ရင်းနဲ့သတိထားပါရှစ်စွန်းလို့ရေရွတ်လိုက်ပါတယ်အုပ်စုထဲကခေါင်းဆောင်ကအမျိုးသမီးကိုကြည့်ပြီးဇီလင်ရှစ်မေပူယူရှစ်မေဘာမှမဖြစ်ကြဘူးမလားလို့မေးလိုက်ပါတယ်အမျိုးသမီးကမဖြစ်ပါဘူးလူစိမ်းတစ်ယောက်ကပဲကျမတို့ကိုကယ်သွားတာပါလို့ပြန်ဖြေလိုက်ပါတယ်ခေါင်းဆောင်ကကျွန်တော်ဆရာကိုအစီရင်ခံပါမယ်လို့ပြောလိုက်ပါတယ်107，108，小子，你的拳打完了。这才是最后一拳！斩！你居然真的杀死了这头妖虎！你来了。လူငယ်လေးဟာပလဲလုံးကိုလက်ထဲမှာကင်ထားရင်းအမျိုးသမီးကိုပြလိုက်ပါတယ်လူငယ်လေးကလီရွက်အမကျွန်တော်ဒီမိစ္ဆာကိုနှိမ်နှင်းနိုင်ခဲ့ပြီလို့ပြောလိုက်ပါတယ်အမျိုးသမီးကတေးထိုင်ပင်လူငယ်လေးပင်ပန်းသွားပြီလားလို့မေးလိုက်ပါတယ်လူငယ်လေးကလုံးဝမပင်ပန်းပါဘူးလို့ပြန်ဖြေလိုက်ပါတယ်အမျိုးသမီးကကောင်းလိုက်တာမင်းလုံနိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ်လူငယ်လေးကပလဲလုံးကိုပေးလိုက်ပြီးတဲ့နောက်အမျိုးသမီးကပလဲလုံးကိုလက်ထဲမှာကင်ထားရင်းနဲ့အဆုံးသတ်လိုက်ပါတယ်ရတနာတွေပြည့်နှက်နေတဲ့လှုပ်ဝက်နေရာတစ်ခုကိုရောက်ရှိသွားပါတယ်အဲ့ဒီမှာမိန်းကလေးတစ်ယောက်ကရတနာတွေကိုရွေးချယ်နေတာပါကောင်မလေးက3မေကုံတော်ပြီးနဲ့ဒီမီရတနာကိုဝယ်လိုက်တော့မယ်လို့ပြောလိုက်တယ်ကောင်လေးကတော့ပျော်ရွှင်စွာနဲ့သူ့လက်ထဲကရတနာတွေကိုမေးကြည့်နေပါတယ်ကောင်မလေးကဒီရတနာတွေကအရန်ကိုတန်ဖိုးရှိတာလို့ပြောလိုက်တယ်ကောင်လေးကဒီဇလန်ကစိတ်လှုပ်ရှားစရာကောင်းလာတော့မယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာပဲအန်ရီယယ်ကရောက်ရှိလာပါတော့တယ်ကြီးမားတဲ့မွေညီကြီးကရေထဲကနေရုတ်တရက်ပေါ်ထွက်လာပြီးတိုက်ခိုက်ပါတော့တယ်停！两道气息正急速靠近，出谷来不及了，找地方躲。如果你发出声响，林月姐姐，他们要掉下来了！我文蟒发狂了，想把半山猿拖进水潭。我有主意，等我用冰息诀冻住水潭。ကောင်လေးကမွေညီကြီးရဲ့တိုက်ခိုက်မှုကိုရှောင်တိန်ဖို့ကြိုးစားနေပါတယ်ကောင်မလေးကသတိထားအဲ့ဒီမွေညီကအရန်ကိုကြမ်းတမ်းတယ်လို့ပြောလိုက်တယ်ကောင်လေးကမွေညီကြီးရဲ့ခေါင်းကိုထိမှန်အောင်တိုက်ခိုက်ဖို့ကြိုးစားနေပါတယ်မွေညီကြီးကတော့မိတောက်တွေကိုပွင့်ထွက်လာအောင်လုပ်ပြီးပြန်လဲတိုက်ခိုက်ပါတော့တယ်တိုက်ပွဲကတော့အဆုံးသတ်သွားပါပြီကောင်လေးနဲ့ကောင်မလေးကအနိုင်ရရှိသွားခဲ့ပါပြီကောင်မလေးကတွားကြဆိုရတနာတွေကကျမတို့လက်ထဲရောက်သွားပြီလို့ပြောလိုက်တယ်ကောင်လေးကဟုတ်တယ်ဒီရတနာတွေကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်ကိုတိဆောက်ကြမယ်လို့ပြန်ဖြေလိုက်တယ်ကောင်လေးကအဖြူရောင်မြောက်ကလေးတစ်ကောင်ကိုပွေ့ဖက်ပြီးတောထဲမှာပြေးလာနေတဲ့မြောက်ကလေးကငိုနေတာကိုကြည့်ရတာအရန်ကိုဝမ်းနေဖို့ကောင်းတယ်ကောင်လေးကမကြောက်နဲ့ငါမင်းကိုသူ့စီခေါ်သွားမယ်လို့မြောက်ကလေးကိုနှက်သိမ့်လိုက်တယ်သူတို့ရောက်သွားတဲ့နေရာမှာတော့မြောက်ကြီးတစ်ကောင်တေဆုံးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဖြူရောင်ဝတ်စုံနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ရောက်လာတယ်အမျိုးသမီးကမြောက်ကြီးကသူ့နောက်ဆုံးစကားတွေကိုမှနေတာပါသူကိုသူဂယုစိုက်ဖို့မှလိုက်တယ်လို့ကောင်လေးကိုပြောလိုက်တယ်ကောင်လေးကမျက်ရည်တွေနဲ့စိတ်မကောင်းစွာနားထောင်နေတယ်မြောက်ကြီးကတေဆုံးခါနီမှာလူငယ်လေးငါကလေးကိုဂယုစိုက်ပေးပါသူနဲ့မင်းကိုဝိညာဉ်စာချုပ်ချုပ်ခိုင်းမယ်မင်းကိုသူ့တစ်သက်လုံးအစီကံပါစေလို့မှာလိုက်တယ်ကောင်လေးကမြောက်ကလေးကိုကြည့်ပြီးငါနဲ့လိုက်ခဲ့မလားလို့မေးလိုက်တယ်မြောက်ကလေးကဘာမှပြန်မပြောပေမဲ့မျက်ရည်တွေကျနေတယ်ကောင်လေးကမြောက်ကလေးကိုကိုယ်ပတ်ပြီးနောက်ဆိုမင်းကနောက်လိုက်ခဲ့မင်းနာမည်ကို PN လို့ပေးမယ်လို့ပြောလိုက်တယ်ရုတ်တရက်မြောက်ကြီးလက်ထဲကနေတောက်ပတဲ့အပြာရောင်ကြောက်တုံးတစ်ခုထွက်လာတယ်အမျိုးသမီးကဒီကြောက်တုံးကလက်နဲ့လုပ်တဲ့ပစ္စည်းအိုးအရန်လာတာပဲလို့အံ့ဩစွာပြောလိုက်တယ်အဖြစ်အပျက်တွေကအဆုံးသတ်သွားပြီးတဲ့နောက်မှာတော့ကောင်လေးနဲ့မြောက်ကလေးတို့တောထဲမှာဆက်လက်နေထိုင်နေကြတယ်မြောက်ကလေးကမြောက်ကြီးကိုတတိယပြီးငိုနေတော့မဲ့ကောင်လေးကလာအိမ်ပြန်ကြမယ်လို့ပြောပြီးခေါ်သွားတယ်走我们回家တက်လေပြင်းတွေတိုက်ခတ်နေတဲ့ညတညလူငယ်လေးတယောက်ဟာသူ့ရဲ့အစွမ်းတွေကိုစုစည်းပြီးတရက်စီတန်းကြီးကိုဖန်တီးလိုက်တယ်ဒါဟာရန်သူတွေကိုအနိုင်ယူဖို့အတွက်သူ့ရဲ့နောက်ဆုံးလက်ကျန်စွမ်းတွေကိုအသုံးချလိုက်တာပါဇလန်အစမှာကောင်လေးကသူ့ရဲ့စွမ်းအားတွေကိုစစ်ဆေးရင်းကောင်လေးကဇင်ကြီးတွေအကုန်သွားပြီးတစ်ချက်ပဲသုံးနိုင်တော့မယ်လားလို့ပြောလိုက်တယ်သူ့ဘေးမှာရှိတဲ့ကောင်မလေးကအေးဆေးတည်ငြိမ်စွာနဲ့ပဲကောင်မလေးကတော်ပြီးလေးနင်းကျင့်စဉ်အဆင့်တက်လာတဲ့အခါအစွမ်းတွေကပိုကောင်းလာမှာပါလို့ပြောလိုက်တယ်သူတို့တွေဟာချင်းဟူလူဆိုတဲ့မော်ပလင်းသုံးလုံးအကြောင်းဆွေးနွေးနေကြတယ်အဲ့ဒီပလင်းတွေဟာစေဝါတွေလက်နက်တွေကိုပုံမကောင်းမအောင်ပြုပြင်ပေးနိုင်တဲ့အစွမ်းရှိတယ်ကောင်လေးကအဲ့ဒီအစွမ်းကိုသဘောကျသွားပြီးကောင်လေးကဒါဆိုကျွန်တော်လက်နက်လုပ်ငန်းလုပ်လို့ရပြီပေါ့လို့ပြောလိုက်တယ်
ကောင်မလေးကတော့ကောင်မလေးကနစ်ပလင်းလေးကလက်နက်တစ်ခုပဲတူလောင်နိုင်တာအရင်ဦးဆုံးကျင့်စဉ်အစင်းမြင့်ဖို့စူးစမ်းစမ်းပါလို့ပြောလိုက်တယ်ရုတ်တရက်ကောင်လေးဟာစိတ်လှုပ်ရှားသွားပြီးကောင်လေးကလင်းရွက်အမရေဖယန်းကိုဖမ်းသွားကြပြီးယူလော့ဖွဲကသူတို့ပဲ3ရက်အတွင်းတောင်ရွက်တောင်ကြကိုလာခဲ့ဖို့ပြောခိုင်းတယ်လို့ပြောလိုက်တယ်ကောင်မလေးကစိတ်အေးလက်အေးနဲ့ကောင်မလေးကသူတို့ကနင်းစင်းမြစ်တွေကိုလိုချင်နေတာဖယန်းကအခုတော့ဘေးကင်းမှာပါဒါပေမဲ့နင်းစင်သစ်ဖြစ်အောင်ပြင်ထားပါလို့ပြောလိုက်တယ်ကောင်လေးဟာယူလော့ဖွဲရဲ့နေရာကိုရောက်လာခဲ့တယ်ယူလော့ဖွဲရဲ့ခေါင်းဆောင်ကကောင်လေးကဒီနေ့မင်းတို့ဘယ်သူမှမလုပ်ဘူးလို့ပြောလိုက်တယ်ထိုအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ကျန်ယွန်ကထွက်လာပြီးကောင်လေးကငါ့ရဲ့အိမ်လုံးမြောက်လေးကိုပြန်ပေးပါလို့ပြောလိုက်တယ်ကျန်ယွန်ကကောင်လေးကမင်းတို့ရဲ့ကျင့်မြစ်တာမုံကိုမစားပဲဖားအပြစ်တံကိုစားချင်နေတာပဲလို့ပြန်ဖြေလိုက်တယ်ကောင်လေးကတော့ဘာမှမစိုးရိမ်ပဲကောင်လေးကယူလော့အဖွဲ့နဲ့ပတ်သက်ဖို့စိတ်မဝင်စားဘူးလို့ပြောလိုက်တယ်တိုက်ပွဲစတင်မှာတော့တယ်ကျန်ယွန်ကသူ့ရဲ့မိန်းကလေးလက်ထောက်တွေကိုခိုင်းပြီးကောင်လေးကိုတိုက်ခိုက်ခိုင်းတဲ့ကောင်လေးဟာသူ့ရဲ့မော်ဆာရွက်ကိုတုံးပြီးဒိုင်းကတစ်ခုဖန်တီးလိုက်တယ်ဒါပေမဲ့ရန်သူတွေကတစ်ရှန်6တရဲတစ်စီနီလန်ကိုတုံးပြီးကောင်လေးနောက်ကနေပေါ်လာပြီးတိုက်ခိုက်တဲ့ကောင်လေးဟာလျင်မြန်စွာပဲလှည့်ပြီးတိုက်ခိုက်မှုကိုကာကွယ်လိုက်တယ်等的就是你。还愣着作甚？ကျန်ယွန်ကကောင်လေးကအကုန်လုံးတစ်ခါတည်းတိုက်ကြလို့အမိတ်ပေးလိုက်တယ်二指ကောင်လေးဟာသူ့ရဲ့အစွမ်းတွေကိုအဆုံးထိထုတ်လိုက်တဲ့ရန်သူဖွဲ့လိုက်ကိုတယောက်ချင်းစီတိုက်ခိုက်ပြီးဓာတ်ရီနဲ့ထိုးနှက်တဲ့ကောင်လေးကကျန်ယွန်ရဲ့လေပင်ကိုဓာတ်နဲ့ထောက်ထားလိုက်ပြီးကောင်လေးကမင်းတို့ဘာလို့ငါ့ကိုလိုက်ဆောင်ကြည့်နေတာလဲလို့မေးလိုက်တယ်ကျန်ယွန်ကကြောက်လက်တကြားနဲ့ကောင်လေးကအထူးကြောင့်မရှိပါဘူးလို့ပြန်ဖြေလိုက်တယ်ကောင်လေးကဓာတ်ကိုပို့ပြီးဖိလိုက်ရင်ကောင်လေးကအမှန်တိုင်းပြောမဟုတ်ရင်ဓာတ်နဲ့အဆုံးစီရင်လိုက်မယ်လို့ချင်းချောက်လိုက်တယ်ကျန်ယွန်ကကြောက်လုံးလို့အမှန်တိုင်းဝန်ခံရတော့တယ်ကောင်လေးကတယောက်ယောက်ကပြောပြလို့ပါချင်းကျူကျူမှာတန်ဖိုးကြီးတဲ့စေးမြစ်တွေရှိတယ်လို့သိရလို့ပါလို့ဝန်ခံလိုက်တယ်ကောင်လေးဟာသူ့ရဲ့ခွန်အားကိုအပြည့်သုံးပြီးရန်သူတွေကိုတယောက်ပြီးတယောက်အနိုင်ယူလိုက်တယ်နောက်ဆုံးမှာတော့ကျန်ယွန်ကိုအနိုင်ယူပြီးဇလန်းကိုအဆုံးသတ်လိုက်တယ်ကောင်လေးကမော်စာရွက်တွေအလကားကုန်သွားလို့စိတ်မကောင်းဖြစ်နေရင်ကောင်လေးကစာရွက်3ရက်လောက်အလကားကုန်သွားပြီးနှမျောလိုက်တာလို့ပြောလိုက်တယ်3张符肉疼ကဘာပြတ်မတက်စိတ်လှုပ်ရှားစရာကောင်းတဲ့ခီးတစ်ခုကိုအခုပဲစတင်လိုက်ရအောင်နှစ်ပေါင်းများစွာစူးစမ်းအထောက်မှုတွေရဲ့ရလဒ်အဖြစ်ကောင်လေးဟာအစွမ်းထက်မြက်တဲ့ပညာရက်တွေကိုတက်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့အေဂျင့်တဲ့နေ့ရက်တွေဟာအဆုံးသတ်သွားခဲ့ပါပြီအတိတ်ကအဖြစ်အပျက်တွေနဲ့လက်စားချေဖို့ကြိုးပမ်းချက်တွေကဒီရုပ်ရှင်ရဲ့အဓိကအချက်ချပဲဖြစ်ပါတယ်ရုပ်ရှင်ရဲ့အစပိုင်းမှာပဲအရေးကြီးတဲ့စကားပြောခိုင်းတစ်ခုကိုကြားလိုက်ရပါတယ်ကောင်လေးကဒါဟာစေးမြစ်ဆိုင်တာထက်ပိုတွက်ချေကြိုက်တယ်လို့ပြောလိုက်ပါတယ်ကောင်မလေးကဒါပေမဲ့အန်ရီကစေးမြစ်ဆိုင်တာထက်အစပေါင်းရနဲ့ချီပူများတဲ့ဒီငိမ်ပါမင်းဘယ်တော့မှမကောင်းတဲ့လမ်းကြောင်းကိုမလျှောက်ပါနဲ့လို့ပြန်ဖြေလိုက်ပါတယ်ကောင်လေးကစိတ်ချပါလင်းရွက်အမကြီးကျွန်တော်လည်းဒီလိုကိစ္စတွေကိုမကြိုက်ပါဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ကန်ကြမာရဲ့အလှည့်ပြောင်းကရက်ဆက်လုံးပါတယ်အင်ကြီးမီးလောင်တဲ့အခါကောင်လေးရဲ့အားထုတ်မှုတွေလေ့ကျင့်မှုတွေအားလုံးဟာအလကားဖြစ်သွားတယ်လို့ပါပဲကောင်လေးကလွန်ကဲတဲ့စေဝါဆွမ်းအားကြောင့်ဒုက္ခရောက်နေချိန်မှာကောင်မလေးကစိတ်ဝင်စားစရာပဲဒီတတဝါလေးကစားကောင်းလုံးနေတာပဲလို့ပြောလိုက်ပါတယ်ကောင်လေးကလင်းရွက်အမကြီးမင်းသူ့ကိုဒုက္ခပေးအောင်မလုပ်ပါနဲ့လို့တောင်းဆိုလိုက်ပါတယ်ကောင်မလေးကစိတ်ချပါအမတ်တင်ပေးတဲ့တပည့်ကမင်းထက်ပိုတန်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဇလန်ရဲ့အရှိန်ဟုန်ဟာတဖြည်းဖြည်းမြင့်တက်လာပါတယ်ရေကန်ဘေးမှာကောင်လေးနဲ့ကောင်မလေးတို့စကားပြောနေချိန်မှာမမျှော်လင့်ပဲအန်ရီရီရောက်လာပါတော့တယ်ကောင်လေးကလင်းရွက်အမကြီးလုံခြုံတဲ့နေရာမှာပဲဆက်လက်ကျင့်ပါတော့လို့ပြောလိုက်ပါတယ်ကောင်မလေးကညံရင်နဲလို့နဲ့နှစ်နှစ်မှပဲစတင်တိုးတက်လာတဲ့အကယ်၍မင်းရဲ့ငကားသွေးဝိုင်တာမရှိရင်နောက်ထပ်နှစ်အနည်းငယ်စောင့်ရအောင်မလို့ပြန်ဖြေလိုက်ပါတယ်အဆုံးတက်မှာတော့အဖြူရောင်ငှက်ကြီးတစ်ကောင်ဒဏ်ရာတွေနဲ့ရောက်လာပါတယ်ငှက်ကြီးကအနားကိုမကတ်နဲ့ငါရဲ့အသက်ရှူတန်နဲ့ထိမိရင်မင်းပါအသက်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်ကောင်လေးကဘသူလောက်တာလဲလို့ဒေါသတကြီးမေးလိုက်ပါတယ်ငှက်ကြီးကရှီဖုန်းကိုင်းနဲ့ကွန်ချွဲပရင်တို့ပူပေါင်းပြီးငါမျိုးနွယ်စုတစ်ခုလုံးကိုတက်ဖြတ်လိုက်တာလို့ပြောလိုက်ပါတယ်ကောင်လေးကတောင်းပန်ပါတယ်ကျွန်တော်အဖေကိုအကြောင်းချပြီးလက်စားချေပေးပါမယ်လို့ကတိပေးလိုက်ပါတယ်ဒါဟာအဆုံးသတ်မဟုတ်ပါဘူးဒါဟာအစပြုခြင်းသာဖြစ်ပါတယ်ကောင်လေးရဲ့လက်စားချေမှုခီးလန်းကဘလို့တွေဆက်ဖြစ်လာမလဲရန်သူတွေကိုသူဘလို့တိုက်ခိုက်မလဲမနက်ခင်းမှာတစ်ဝါတော်ထဲမှာငှက်လေးတစ်ကောင်ကသူ့ဖို့ကိုအစားအစာတွေကျွေးနေတယ်ဒါပေမဲ့ငှက်လေးရဲ့မျက်လုံးတွေကတော့ဒေါသနဲ့ပူလောင်နေတယ်ကောင်လေးကမင်းညကတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲလို့မေးလိုက်တယ်ငှက်လေးကသူတို့ရဲ့မျိုးနွယ်စုကိုအခြားသူတွေကမတရားဆွဆွဲပြီးတိုက်ခိုက်ခဲ့ပုံကိုပြောပြနေတယ်ငှက်လေးကစီဖုန်းကြီးကအကြောင်းမဲ့ကျမတို့မျိုးနွယ်စုကိုဆွဆွဲပြီးအားလုံးကိုစူးစီးပြီးတိုက်ခိုက်ခဲ့တာအဲ့ဒီလိုပဲကျမရဲ့အမေကိုလည်းသူတို့ဖမ်းသွားခဲ့တယ်အမေဘယ်ရောက်သွားလဲဆိုတာလည်းမသိဘူးရှင်တို့လက်အောက်ကတပည့်တွေကကျမတို့ကိုလာတိုက်တာလို့ပြောလိုက်တယ်ကောင်လေးကအဲ့ဒီမှာရှိတဲ့ခေါင်းဆောင်တွေကဒီကိစ္စကိုဘာမှမလုပ်ကြဘူးလားလို့ပြန်ဖြေလိုက်တယ်ငှက်လေးကခေါင်းဆောင်ကကျမတို့မျိုးနွယ်စုကိုအမြဲတမ်းမနာလို့ဖြစ်နေတာဒီကိစ္စကိုသူကိုယ်တိုင်စီစဉ်ထားတာဖြစ်နိုင်တယ်သူတို့ကကျမတို့ကိုလာတိုက်ခိုက်ပြီးတော့မှပြန်ပြီးဆွဆွဲကြတာလို့ပြောလိုက်တယ်ရုတ်တရက်အတန်တန်ကတဝါတော်ထဲမှာပဲ့တင်ထက်နေတဲ့စီဖုန်းကြီးကဒီတိုက်ခိုက်မှုကိုဦးစီးပြီးအောင်မြင်ခဲ့ကြောင်းကြေညာနေတဲ့အဲ့ဒီအချိန်မှာကောင်လေးကဘာလို့ရမလဲလို့စဉ်းစားနေတယ်ကောင်လေးကကျွန်တော်တနေ့နဲ့ဖြေရှင်းရမယ်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်ကြည့်နေတဲ့အခါငှက်လေးကတော်တော်လေးစိတ်ညစ်နေတယ်ငှက်လေးကကျမအမေကိုတွားကယ်ရမယ်လို့ပြောလိုက်တယ်ကောင်လေးကမင်းငါကိုတောင်မလွတ်မြောက်နိုင်တာဘလို့လုပ်ပြီးအမေကိုကယ်နိုင်မှလဲလို့ပြန်ဖြေလိုက်တယ်ငှက်လေးကကျမအမေကိုအသက်ခံရတာကိုကြည့်မနေနိုင်ဘူးရှင်သာအမေကိုတွေ့အောင်ကူညီပေးမယ်ဆိုရင်ရှင်ခိုင်းတာဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်နောက်ဆုံးတော့ကောင်လေးကသဘောတူလိုက်တယ်သူတို့နှစ်ယောက်ဟာတရားလက်လို့မဟုတ်တဲ့လမ်းကိုရှောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ကောင်လေးဟာသူ့ရဲ့စွမ်းအားကိုမြင့်တင်ဖို့ပြင်ဆင်နေတယ်သူဟာတိုက်ခိုက်ဖို့အတွက်အစဉ်သင့်ဖြစ်နေပြီးတိုက်ခိုက်မှုတွေစတင်တော့မှာပါ
မျိုးသမီးတယောက်ကယောက်ျားလေးတယောက်ရဲ့လက်စွပ်ကိုကင်ထားရင်းနဲ့ဖီနစ်ငှက်ဝိညုတ်ကိုပေါ်လာအောင်လုပ်လိုက်ပါတယ်ဒီဖီနစ်ငှက်ဟာရှေးခေတ်ကတည်းကတည်ရှိလာခဲ့တဲ့တားရဲတစ်ကောင်ဖြစ်ပြီးဖီနစ်ငှက်ခင်ကိုလို့ခေါ်ပါတယ်သူဟာလောကနယ်နိမိတ်အပြင်ဘက်ကနတ်ဆိုးတစ်ကောင်ရဲ့လက်မောင်းကိုစားသုံးထားတဲ့အတွက်တကောအာနာကြီးမှာပါတယ်အမျိုးသမီးကမင်းဒီလက်စွပ်ကိုသုံးပြီးတော့နတ်ဆိုးတွေကိုတစ်ကောင်ချင်းစီလိုက်တက်ရမယ်လို့ပြောလိုက်တဲ့အခါမှာတော့ယောက်ျားလေးရဲ့မျက်လုံးတွေကတောက်ပလာပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်ရှုထိုက်ဖြင်ဖြူထဲပင်ဟာမျက်နှာဖုံးစွပ်ပြီးညဘက်မှာခီးနေပါတယ်သူ့ပခုံးပေါ်မှာတော့ငှက်ဖြူလေးပိုင်ဤပဲရရှိနေပါတယ်ပိုင်ဤကမင်းဒီလောက်တူတောင်းတဲ့အချိန်တွင်းမှာပဲအစင်းမြင့်တင်နိုင်မယ်လို့မထင်ထားခဲ့မိဘူးလို့ပြောပါတယ်ရှုထိုက်ဖြင်ကတော့ငါအမေကိုတွေးဖို့အတွက်ပဲငါအသက်ကိုရင်းပြီးလုပ်နေတာပါလို့ပြန်ဖြေပါတယ်သူတို့ရဲ့ပန်းတိုင်ကတော့ဖန်စီထားခြင်းခံနေရတဲ့ပိုင်ရဲ့မိခင်ကိုတွားခဲ့ဖို့ပါပဲရှုထိုက်ဖြင်ကလှုပ်ဝက်နီလန်တစ်ခုကိုတုံးပြီးအကျိုးစခန်းတရှိရာကိုရောက်လာပါတယ်你听到脚步声了吗？风声吧。少年，你是何人？何故犯险来此？夜雪婶婶，我是青竹居的许太平，白红叔叔。ပိုင်ရဲ့မိခင်ဖြစ်သူဟာတန်ကြိုးတွေနဲ့ချုံနှောင်ခံထားရပြီးခန္ဓာကိုယ်မှာလည်းနတ်ဆိုးတွေကိုတားဆီးတဲ့တန်ဆိုးတွေစိုက်ဝင်နေတာကိုတွေ့လိုက်ရပါတယ်မိခင်ကသူ့သားပိုင်ကြီးကိုမြင်တဲ့အခါမျက်ရည်ကျပြီးမင်းပါလို့ဒီကိုလာရတာလေဒီမှာအနေရများတယ်လို့ပြောပါတယ်ရှုထိုက်ဖြင်ကတော့အချိန်နဲ့ရအောင်စောင့်ကြည့်ပေးဖို့ကန့်လန့်လိုက်ပါတယ်儿子能不来见你？夜雪婶婶，我们商量好了退路，就算被发现，也能全身而退。连累你了，太平。婶婶和白羽漫。အချိန်ပြည့်ခါနီးမှာပဲဖိခကခင်ကမိတောက်တွေနဲ့တူကြားရောက်လာပါတယ်ပိုင်ရင်မင်းလာလိမ့်မယ်ဆိုတာငါတီးပြီးသားမင်းတို့သားမင်းနှစ်ယောက်စလုံးကိုငါရဲ့အစာဖြစ်စေရမယ်လို့ကြွေးကြော်ပါတယ်တိုက်ပွဲစတင်ပါပြီဖိခခင်ဟာသူ့ရဲ့အစွမ်းတွေကိုတုံးပြီးရှုထိုက်ဖြင်တို့ကိုတိုက်ခိုက်ပါတယ်ပိုင်ရဲ့မိခင်ဖြစ်သူကတော့ထိုက်ဖြင်ပိုင်ကိုခေါ်ပြီးထွက်သွားတော့ငါကသူ့ကိုခုခံပေးမယ်လို့ပြောပြီးသူမရဲ့နောက်ဆုံးစွမ်းအားကိုစုစည်းလိုက်ပါတယ်ညဘက်လာမင်းကြီးအောက်မှာမျက်နှာဖုံးဆွတ်ထားတဲ့လူငယ်စစ်တီတူဟာသူ့ရဲ့အဖော်ဖြစ်တဲ့လင်းရွဲကိုခုခံကာကွယ်ဖို့ပြင်ဆင်နေပါတယ်လင်းရွဲမင်းနဲ့ပိုင်ကြီးဆက်သွားကြပါသူ့ကိုငါသားထားလိုက်မယ်စစ်တီဟာလင်းမြန်တဲ့အချိန်နဲ့ပြေးထွက်သွားပြီးသူ့ရဲ့လက်တီးနဲ့နတ်ငက်ရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ထိုးလိုက်ပါတယ်။နတ်ငက်လဲကျသွားပြီးစစ်တီကသူ့သားကိုထုတ်ကာအသေးချာပြစ်မှတ်ထားလိုက်ပါတယ်။နတ်ငက်ကလေထဲကိုပြန်တက်ပြီးအချုံပုံစံစွမ်းအားတွေကိုစစ်တီစီကိုပြစ်လွတ်ပါတယ်။စစ်တီကအဝါရောင်အကာအကွယ်စွမ်းအားတစ်ခုကိုဖန်တီးကာအချုံတွေကိုခုခံလိုက်ပါတယ်။အကာအကွယ်ပျက်စီးသွားတဲ့အခါစစ်တီကလေးများကိုထုတ်ပြီးအပြာရောင်စွမ်းအားပါတဲ့များတွေကိုပြစ်လွတ်လိုက်ပါတယ်။များတွေကနတ်ငက်ရဲ့အတောင်ပံကိုထိမှန်သွားပါတယ်။နတ်ငက်ကဒေါသထွက်ပြီးစစ်တီကိုတိုက်ခိုက်ဖို့ပြန်လာပါတယ်။စစ်တီဟာနတ်ငက်ရဲ့တိုက်ခိုက်မှုကိုရှောင်လိုက်ပြီးလက်တီးနဲ့သူ့ရဲ့ရင်ဘတ်ကိုတက်တက်ထိုးလိုက်ပါတယ်။ဒီထိုးချက်ကစွမ်းအားအလွန်ကြီးမားပါတယ်။နောက်ဆုံးမှာစစ်တီကလေထဲကိုလက်ညှိုးထိုးပြီးရွှေရောင်စွမ်းအားကြီးလက်ပွားပုံစံကိုဖန်တီးကနတ်ငက်ကိုမြေကြီးပေါ်ကိုဖိချလိုက်ပါတယ်“身体借我。”我的拳头有这等威力！别发愣，好好感受我的发力方式。给我滚开！究竟是何人？这是千重劲，看似一拳，其实是几百拳、几千拳。凌月姐只用了那么点真元，怎么力道这么大？不管你是谁，你不过忘忧镜！给我定！凌月姐的一个术法，就把我气海真元耗了大半。太平，你来试试。果然用了邪术，力量变弱了吧？是吗？နတ်ငက်ကိုနှိမ့်နှင်းပြီးနောက်ကောင်းကင်ယံမှာမိုးကြိုးတွေဖြစ်ကနဂါးနဲ့ကြီးပေါ်လာပါတယ်။ဘသူကငါ့နယ်မြေကိုလာပြီးအနောက်ရှက်ပေးတာလေလို့နဂါးကကျင်းဝါလိုက်ပါတယ်စစ်တီကနဂါးရဲ့စွမ်းအားကိုရင်ဆိုင်ဖို့ပြင်ဆင်လိုက်ပါတယ်“小泥鳅。”放肆！这才是苍鸾界真正的力量。想要完全发挥法宝的力量，除了真元，神魂之力也很重要。我的神元比你强，威力自然大些。刚刚那3指只能阻他片刻，你的真元耗尽了，我附身时间也到了。白羽。我们该走了。徐太平，我没有娘。တိုက်ပွဲပြီးဆုံးပြီးနောက်စစ်တီကပိုင်ယူနဲ့အတူထွက်ခွာလာပါတယ်။ပိုင်ယူသွားကြဆိုလို့စစ်တီကပြောလိုက်ပါတယ်။သူတို့ရောက်ရှိလာတဲ့နေရာမှာတော့လင်းရွဲပေါ်လာပါတယ်။လင်းရွဲကစစ်တီကိုပို့ဆောင်ရေးအမှတ်တစိတ်ကိုပေးလိုက်ပါတယ်။ဒါကရိုးရွံတိုက်ကြီးသွားတဲ့ပို့ဆောင်ရေးတစိတ်ပါဒါကိုသုံးပြီးတော့ငါတင်ပေးတဲ့အတိုင်းလှုပ်ဆောင်ပါလို့လင်းရွဲကရှင်းပြပြီးသူတို့နှစ်ဦးကိုလမ်းညွှန်ပေးလိုက်ပါတယ်။ရှုထိုင်ဖိန်ဟာကုန်းချွဲ့ဘရင်ကိုမတက်နိုင်ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမဲ့ငှက်ဖြူကြီးကသူ့ကိုတားလိုက်ပါတယ်။မလုတ်ပါနဲ့ရှုထိုင်ဖိန်မင်းသူ့ကိုမတက်လိုက်တာတော်သေးတယ်ဒီလိုမှငါမိခင်အတွက်ငါမျိုးနွယ်စုအတွက်ကိုယ်တိုင်လက်စားချင်နိုင်မှာပေါ့မင်းကြောင့်ပဲငါမိခင်ရဲ့နောက်ဆုံးပုံရိပ်ကိုမြင်တွေ့ခွင့်ရခဲ့ပြီးသူ့ရဲ့ငကိုအစ်စ်မှန်သွေးဆက်နဲ့ပလဲကိုရခဲ့တာပါငှက်ဖြူကြီးကသူ့ရဲ့သွေးဆက်နဲ့ပလဲကိုရှုထိုင်ဖိန်ကိုပေးလိုက်ပါတယ်
ငါမင်းကိုအတင်းအကျပ်အမိတ်မပေးပါဘူးမင်းစိတ်ဆုံးဖြတ်ပြီးပြီလားဆုံးဖြတ်ပြီးပြီဒီနေ့ကစပြီးရှုထိုင်ဖိန်ဟာငါရဲ့တခင်ငါရဲ့အရှင်တခင်ဖြစ်တယ်မင်းနဲ့ငါဟာအသက်ကိုအတူတူပေးပြီးအတူတူရှင်တန်ကြမယ်လင်ရွက်ကရှုထိုင်ဖိန်ကိုလေ့ကျင့်ပေးနေပါတယ်ကျန်းချောင်ချင်းဆိုတာခွန်အားကိုအတိကသုံးတဲ့ပညာရက်ပဲမင်းဒါကိုချင်းညူးချွမ်းအစိမ်းရောင်နွားတိုးလက်တီးနဲ့တွဲသုံးကြည့်ပါဒါဆိုဘယ်သူမှမင်းကိုမရှင်နိုင်တော့ဘူးလင်ရွက်အမကျွန်တော်မှတ်မိပါတယ်ကြုံတွေ့ရသမျှကိုအားလုံးကြော်လွှားနိုင်ဖို့အမတင်ပေးခဲ့တဲ့ပညာရက်တွေကိုစူးစမ်းလေ့ကျင့်နေပါတယ်ချိန်တွေကုန်လွန်ပြီးနောက်ရှုထိုင်ဖိန်ရဲ့စူးစမ်းအားထုတ်မှုကအောင်မြင်ခဲ့ပါတယ်လင်ရွက်ခက်ခဲပေမဲ့မင်းတကယ်ကိုစူးစမ်းနိုင်ခဲ့ပါတယ်မင်းနောက်ဆုံးတော့အောင်မြင်သွားပြီ对手失位我可速决很好，我选的也是这门。真的借物术脱胎于物盾，真正的物盾不是账目，是彻底引入物中，连高阶修士的神魂都感应不到。你在物中自如，杀人无形。我会五行盾法，先教借物术，再逐步帮你修成物盾。那便选这借物术。也不知道玲珑姐姐和青霄哥哥这3年过得如何，还记不记得我？用不了多久，你们便能同在七峰修行了。苦心人，天不负。တောင်ထိပ်ပေါ်မှာတော့ရှုထိုင်ဖိန်ရဲ့အောင်မြင်မှုသတင်းကိုကျောင်းတော်ကသူတွေပြောနေကြပါတယ်သူတကယ်ကိုအသက်ရှင်နေသေးတာလားရှုထိုင်ဖိန်သူတကယ်ပဲအောင်မြင်သွားတာလားသူသာမအောင်မြင်ခဲ့ရင်တော့ငါဖခင်ကိုတောင်းပန်ပြီးသူ့ကိုဒီကျောင်းတော်ကိုခေါ်လာပေးမယ်လို့ဆုံးဖြတ်ထားတာ到时候我跟你一起去求师傅，不过只要他能撑到龙门会，哪怕在龙门会上败了，我也能想办法让师傅留下他。小太平，你真口气。